ခေါင်းလုံးကြိုက်ပါတယ်ခေါင်းလုံးလိုလေသိမရှိပါဘူးရှင်နေရာထိုင်ခင်းတွေလည်းပြေပါတယ်မီးဆက်ကအစင်းသစ်မီးဆက်နဲ့နှုတ်ပေးပါတယ်ရှင် အများလိုလေသိမရှိထားပြီးပါတယ်မီးဆိုလည်းအများကြီးရတယ်ပေါ့နော်ဒါကြောင့်မို့အစင်ပြေမှုဆိုတာတော့မရှိပါဘူးဟုတ်ကဲ့ ဒီအတန်းမှာပေါ့နော်ပညာဒါနဆိုပေမဲ့ဆရာအကုန်လုံးပြည့်ပြည့်စုံစုံဖြစ်အောင်လုပ်ထားပေးပါတယ်ရှင်ဒီကတော့အနည်းပဲနေရာမှမမှန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆရာကတော့ဒီတက်တဲ့ခါကြာလို့ရှိရင်လည်းမီးဆက်လေးနဲ့မီးတက်တဲ့ခါလည်းတင်တန်းသူတွေမပူရအောင်ပေါ့နော်ပန်ကာလေးတွေဖွင့်ပေးပါတယ်မီးလာတဲ့ချိန်ဆိုလည်းအဲကွန်လေးတွေတက်ပေးထားပါတယ်ရှင် ဒီတင်းနေသားမှတော့နေရအဆင်ပြေပါတယ်နေကနေလာတော့ကြောင့်မို့ဒီမှာကလည်းတခြားနေရလူတွေရှိတယ်ပေါ့နော်မျိုးပေါ်လူတွေရှိတယ်တကယ်ကြီးနဲ့မိတ်ဆွေအများကြီးတိုးတယ်ပေါ့နော်ဆရာမတွေကလည်းတင်ပြကောင်းတယ်ပေါ့နော်စိုက်တယ်ကောင်းကြပါတယ် ။ရတာလည်းလို့ပေါ့နော်တချို့လိုမျိုးတော့ကြပါတယ်ပြီးကြောင်းတက်ရတာအဆင်ပြေတယ်ပြီးတော့အေးတယ်ပေါ့နော်နေရတာရဆက်တက်ရအားလုံးကိုလည်းဖန်ပေါ့နော်အဆင်ပြေအောင်လုပ်ပေးထားတဲ့အတွက်တော့ကြပါတယ်။ အနည်းရလည်းစင်ပြေဆက်ရဆရာအကုန်လုံးစင်ပြေအောင်လုပ်ပေးထားတယ်ပြတ်ကြောင့်လူလည်းအရန်ကြက်တောက်နေပဲနေတိချာလေးစစ်စစ်ပေးထားတယ်ရှင်းတတ်ပါတယ်ရှင် အကုန်လုံးကြိုက်ပါတယ်ဒါပေမဲ့အရန်ကိုအေးအောင်လို့ဆရာထားပါတယ်ပူလာလည်းမရှိပါဘူးအများလက်ရှိဝင်ပြီးတော့နေရပါတယ်ဒီပြည့်ရင်ဒီဆက်မောင်းပေးပါတယ် စာတင်ကတော့တကယ်ဟိုနီးစနစ်အမှန်နဲ့တရားတင်ရတဲ့ကြောင့်မို့ပို့ပြီးတော့ကောင်းပါတယ်ရှင်ပြီးသွားလို့ရှိရင်ဆရာဆရာမတွေကလည်းတတိချာချာလေးပြပေးရဲပေါ့နော်ဘဏ္ဍခါမင်းလေးမညိုညင်မဲ့တတိချာချာလေးပြောပေးရဲပြောလို့ရှိရင်နီးစနစ်အမှန်တိုင်းကိုဘယ်လိုလုပ်ရမလဲဆိုတာတိကျအဆင့်တစ်ဆင့်ချင်းဒီပြောပြရတဲ့ကြောင့်မို့လို့ပို့ပြီးတော့အဆင်ပြေပါတယ်ရှင် ထိုင်မှုကအစအဆင်ပြေပါတယ်ဆရာကအဝေးကနေနေရနေပြီးတော့လာတက်တဲ့တင်တန်းသူလေးတွေကိုအဆောင်မှာထားပေးတာပါအဆောင်စီစဉ်ထားပေးရပေါ့နော်အဆောင်ကလည်းတင်တန်းနဲ့အဝေးမဟုတ်ပါဘူးလမ်းလျှောက်ပြီးသွားရင်တော့3မိနစ်လောက်နဲ့ရောက်တဲ့အဆောင်လေးကိုထားစီစဉ်ပေးထားပါတယ်နောက်တော့တင်တန်းမှာလည်းအဲကွန်းလေးပန်ကာရီနဲ့အေးနေအောင်စီစဉ်ထားပေးရပါတော့မီးပြရင်တော့မှမီးစက်နိုးပြီးတော့စီစဉ်ထားပေးတာပါ တငယ်ချင်းတွေနဲ့လည်းကောင်းကောင်းမွန်မွန်စားလို့ရပါတယ်ပြီးကြံဝန်းလဲပေါ့နော်စာကိုဆရာပေးတဲ့ຢာတွေကိုပေါ့နော်လိုက်လို့ဖို့နေရာလည်းရှိပါတယ်ပြီးကြတော့လည်းပေါ့အခုမှမီးပြက်ခဲ့ရဆိုရင်တော့မှပေါ့နော်မီးဆက်ကအစားပေါ့နော်ပန်ကာတွေနဲ့အဲကွန်တွေနဲ့အတူတူကောင်းကောင်းမွန်မွန်ចောင်းသားတပည့်သားတွေကိုထားပေးပါတယ်ရှင် နေရထိုင်ရနဲ့ဆင်ပြေတယ်ဆရာမရင်းနဲ့အတူတူပေါ့ဆရာမရလည်းចောင်းသားရေပုံခွဲကြရဲနဲ့အကုန်လုံးကိုဆက်ဆံပြီးပျော်ပျော်ရွှင်ရွှင်ထားတယ်ပြီးရင်ဒီနန်းသားရေအကုန်လုံးကလည်းတညီတညွတ်ထဲနဲ့လိုက်ပြီးတော့တယောက်နဲ့တယောက်ဖေးမကူညီပြီးအဲ့အချက်၃ချက်ကိုရမ်းကြိုက်ပါရှင် အဆင်ပြေပါတယ်အကုန်လုံးဆရာစာတန်ခန့်လဲဟိုအခြေကြီးလုပ်ထားတော့အကုန်လုံးအဆင်ပြေပါတယ်ဟိုမီးပြက်ရင်လည်းဆရာကမီးစက်နဲ့ပြန်ပြီးတန်ပြီးတော့အကုန်အဆင်ပြေပါတယ် နေတဲ့နေရာလေးတွေရောနေရလာတဲ့လူတွေတဲ့ပေါ့နော်နေရထိုင်ရတာလေးတွေလည်းအဆင်ပြေတယ်တင် जा မှုပိုင်းမှာဆိုရင်ဆရာမတွေအားလုံးကလည်းစိတ်ရှိရှိနဲ့တူးချင်းစီတိုင်းကိုတင် जा ပေးပါတယ်ပြီးလို့ရှိရင်တကယ်ချင်းများအားလုံးနဲ့လည်းခင်ရတာဝမ်းသာပါတယ် တော့မီးကတော့အမြဲမှန်ပါတယ်ပြီးတော့နောက်တစ်ဆက်ထိုက်တာကျတော့ကျွန်တော်ကိုယ်ကိုယ်တာရပါတော့ကျွန်တော်သွားလာတာရဲ့နေပါတယ်အဲ့တစ်ချက်ကိုလိုက်ထိုက်ပါတယ်ပြီးတော့ဒီလမ်းမကြီးပေါ်မှာရှိရတဲ့အတွက်လည်းသွားလာတာအရင်ဆင်ပြေပါတယ် ဒီဒီဇိုင်းနဲ့စနစ်တကျတင်ပေးတာရဲသေးသေးချာချာတင်ပေးတာရဲပေါ့အဲ့ဒါကြီးကြိုက်ပါတယ်အဲဒါမီးမှန်တာရဲနေရာတွေကလည်းအစိမ်လေးကတော်တော်ရှိတာရဲအဲ့ဒါကြီးကြိုက်ပါတယ် ဘယ်လိုပြောမလဲနေရာထိုင်ခင်းကလည်းအကုန်ဆင်ပြေရပေါ့နော်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းအဲကွန်လည်းရှိတယ်ပန်ကာလည်းရှိတယ်မီးကလည်းမီးပြက်လို့ရှိရင်လည်းဆရာမီးစက်ကစားလုပ်ပေးထားရပေါ့နော်အကုန်ဆင်ပြေတယ် အခြေခံမရှိနေလုံးဝအခြေခံမရှိနေတတ်လို့ရပါတယ်တဲ့အကုန်လုံးကအခြေခံမရှိတဲ့သူကများပါတယ် အခက်အခဲမရှိပါဘူးပေါ့ဆရာရောဆရာမလေးတွေရောမသိတာနားမလည်တာတွေကစားပြီးတော့ရင်အကုန်လုံးစနစ်တကျသင်ကြားပေးတဲ့အတွက်ကြောင့်မလို့သင်တဲ့ကြောင့်မှလာပြီးတော့တက်ဖို့ဖိတ်ခေါ်ချင်ပါတယ်